Episode 4ရဲ့စမှာတော့ Itadori Yuji နဲ့ Megumi Fushiguro တို့ဟာကိုဂျိုဆာတိုရိုနဲ့အတူတိုကျိုဘူတာယုံမှာကျောင်းသူတစ်ယောက်ကိုစောင့်နေကြပါတယ်။ Yuji ကသူတို့လိုဂျူဂျုစုအတတ်ပညာရှင်တွေရှားပါးပုံကိုအံ့ဩနေပါတယ်။မကြခင်မှာပဲသူတို့ရဲ့ကျောင်းသူတစ်ဖြစ်သူနိုဘာရာခုကီဆာကီရောက်လာပါတယ်။သူမဟာမြို့ပြဆန်တဲ့တိုကျိုကိုဒုတလဲစိတ်ဝင်စားနေပြီး Itadori ရဲ့ရိုးရှင်းတဲ့ရုပ်ရည်နဲ့ Fushiguro ရဲ့တိမ်မွေးတဲ့ပုံစံကိုကြည့်ပြီးရိုးလုံးနဲ့အစ်စ်မမီဘူးလို့ချက်ချင်းဝေဖန်လိုက်ပါတယ်။ကိုဂျိုကယူဂျီရဲ့ယူနီဖောင်းအသစ်ကိုချီးကျူးပြီးနိုဘာရာနဲ့မိတ်ဆက်ပေးပါတယ်။ကိုဂျိုကနိုဘာရာနဲ့ယူဂျီတို့ကိုတိုကျိုမြို့လေကောင်ကိုခေါ်သွားမယ်လို့ပြောလိုက်တော့နှစ်ယောက်သားစိတ်လှုပ်ရှားသွားကြပါတယ်။ဒါပေမဲ့ကိုဂျိုကသူတို့ကိုရော်ပွန်ဂီမှာရှိတဲ့တင်းချိုင်းနာကကျိန်စာတဲ့အဆောက်အုံဟောင်းတစ်ခုစီခေါ်သွားပြီးအဲ့ဒီမှာရှိတဲ့ကျိန်စာဝိညာဉ်ကိုနှိမ်နင်းဖို့နဲ့ဒါဟာသူတို့ရဲ့စမ်းသပ်လေ့ကျင့်ခန်းဖြစ်ကြောင်းပြောပြလိုက်ပါတယ်။တင်းချိုင်းနဲ့နီးတဲ့အဆောက်အုံတွေမှာ cost လို့ခေါ်တဲ့ကျိန်စာကောင်တွေကဘာလို့တွယ်ကပ်နေကြတာလဲလို့ယူဂျီကမေးတော့မဲဂူမီကလူတွေရဲ့တင်းချိုင်းကိုကြောက်တဲ့စိတ်ကြောင့်ဖြစ်လာတာလို့ရှင်းပြပါတယ်။ဒီယူဂျီဆိုတဲ့ကောင်ကဂျူဂျူဆူဖတ်စီယာကျောင်းသားဖြစ်နေပြီးဒါတော့မသိရကောင်းလားဆိုပြီးနိုဘာရာကပြစ်တင်တဲ့အခါယူဂျီဟာပုံမှန်ကျိန်စာဆွဲရှိသူမဟုတ်ကြောင်းမကြသေးခင်ကမှစကူနာရဲ့လက်ချောင်းကိုမျိုးချပြီးကျိန်စာဆွဲရင်နေရထားတာဖြစ်ကြောင်းမဲဂူမီကရှင်းပြပါတယ်။နိုဘာရာနဲ့ယူဂျီတို့လည်းတိုကျိုမှာရှောက်မလဲရတာကြောင့်စိတ်ပြတ်သွားပေမဲ့လေ့ကျင့်ရေးဖြစ်လက်ခံလိုက်ကြပါတယ်။ကိုဂျိုကယူဂျီကိုစကူနာရဲ့စွမ်းအားကိုလုံးဝမသုံးဖို့သတိပေးလိုက်ပြီးနိုဘာရာနဲ့ယူဂျီတို့ကိုအဆောက်အုံထဲဝင်ခိုင်းလိုက်ပါတယ်။နိုဘာရာနဲ့ယူဂျီတို့အဆောက်အုံထဲရောက်သွားတော့နိုဘာရာကလူခွဲပြီးရှာမယ်ဆိုပြီးခွဲထွက်သွားပါတယ်။ယူဂျီကရှာဖွေနေတော့သူ့အနားကနေရုတ်တရက်ကျိန်စာကောင်တစ်ကောင်ပေါ်လာပါတယ်။ယူဂျီကအဲ့ဒီကျိန်စာကောင်ကိုကိုဂျိုပေးထားတဲ့ကျိန်စာဆွဲရင်ထည့်ထားတဲ့ဓာတ်ကိုသုံးပြီးအလွယ်တကူနှိမ်နင်းလိုက်နိုင်ပါတယ်။ယူဂျီဟာစိတ်သက်ခိုင်မာပြီးကျိန်စာတွေကိုမကြောက်တာကိုကိုဂျိုကအပြင်ကနေသတိထားမိနေပါတယ်။နိုဘာရာကတော့အခြားနေရာတစ်ခုမှာမော်ဒယ်ရုပ်ထဲပုံနေတဲ့ကျိန်စာဝိညာဉ်တစ်ကောင်ကိုတွေ့ပါတယ်။သူမဟာသူမရဲ့ကျိန်စာနည်းစနစ်ဖြစ်တဲ့တန်ရိုက်တန်တဲ့မှုများကိုသုံးကအောင်မြင်စွာနှိမ်နင်းလိုက်ပါတယ်။နှိမ်နင်းပြီးနောက်မှာအဲ့ဒီနားမှာပုံနေတဲ့ကလေးငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်အခြားကျိန်စာဝိညာဉ်တစ်ကောင်ပေါ်လာပြီးကလေးကိုတစားကန်အဖြစ်ဖမ်းဆုပ်လိုက်ပြီးနိုဘာရာကိုလက်နဲ့ချခိုင်းပါတယ်။နိုဘာရာဟာစိတ်ပြက်အားငယ်သွားပြီးလက်နဲ့ချဖို့စဉ်းစားနေတော့ရုတ်တရက်ယူဂျီကသူမတို့ရဲ့နောက်ကျောနံရံကိုလက်သီးနဲ့ဖောက်ခွဲဝင်ရောက်လာပါတယ်။ကျိန်စာကောင်ကကလေးကိုတတ်မယ်လို့မှယူဂျီကလက်ကိုဖြတ်လိုက်ပြီးကလေးကိုအချိန်မီကယ်ဆယ်လိုက်ပါတယ်။အရင်နှိမ်သွားတဲ့ကျိန်စာကောင်ဟာအဆောက်အုံအတွင်းကနေပြေးဖို့ပြင်ပေမဲ့နိုဘာရာကနှိမ်နင်းလိုက်နိုင်ပါတယ်။အဲ့ဒီနောက်မှာနိုဘာရာဟာသူမရဲ့ကျေးလက်နေအိမ်နဲ့တိုကျိုကိုလာကျင်တဲ့အကြောင်းရင်းနဲ့ပတ်သက်တဲ့အတိတ်ကိုပြန်ပြောင်းမြင်ရောက်သွားပါတယ်။သူမငငယ်ကမြို့ဝလာတဲ့အမကြီးဆာအိုရီနဲ့ခင်မင်ခဲ့ပေမဲ့ကျေးလက်ဒေသခံတွေရဲ့ဝိုင်းပယ်ခြင်းကိုခံခဲ့ရတာကြောင့်ဆာအိုရီထွက်သွားခဲ့ရပါတယ်။ဒါကြောင့်သူမဟာအဲ့ဒီကျေးလက်ဒေသကိုမုန်းတီးပြီးမြို့ကြီးပြကြီးတိုကျိုကိုလာကျင်ခဲ့တာဖြစ်ပါတယ်။ယူဂျီကနင်ဘာလို့ဂျူဂျူးစုကျောင်းတက်ချင်ရလဲလို့မေးတော့နိုဘာရာကသူ့ငယ်ဘဝအကြောင်းကိုပြောပြလိုက်ပြီးရွာမှာမနေခြင်းပဲတိုကျိုမှာပတ်စံမကုန်ပဲနေကြရတဲ့အကြောင်းပြောပြလိုက်ပါတယ်။ယူဂျီကလည်းတာမန်လူသားတစ်ယောက်ဖြစ်ပြီးနိုင်ရန်ကြီးကိုလက်သီးနဲ့ထိုးခွဲလိုက်နိုင်လို့နိုဘာရာကအံ့ဩနေပါတယ်။ယူဂျီကသူမကိုတယောက်တည်းခွဲမသွားခွင့်ဘူးလို့ပြောရင်းကလေးလေးလည်းအဆင်ပြေသွားတာမို့နှစ်ယောက်သားကျေနပ်စွာပြုံးလိုက်ကြပါတယ်။နိုဘာရာကလည်းယူဂျီကိုကျေးဇူးတင်ကြောင်းပြောပြီးခုကျေပြီနော်လို့ပြောပြီးပြေလည်သွားကြပါတယ်။ကိုဂျိုကနိုဘာရာနဲ့ယူဂျီတို့ရဲ့ဆွဲဆောင်ရည်ကိုသဘောကျပြီးကျေနပ်နေပါတယ်။အဲဒီနောက်ကိုဂျိုနဲ့မဲဂူမီတို့ကကလေးငယ်ကိုအိမ်ပြန်ပို့ပေးလိုက်ပြီးယူဂျီတို့နဲ့ပြန်ဆုံတော့စကားမပြောဘဲတိတ်နေတဲ့မဲဂူမီကိုယူဂျီကဘာဖြစ်နေတာလဲလို့မေးလိုက်ပါတယ်။ကိုဂျိုကခုနနေနေတဲ့နေရာမှာသူမပါရတာကြောင့်စိတ်ကောက်နေတာဖြစ်ကြောင်းပြောတော့နိုဘာရာကကလေးကလားနဲ့ဆိုပြီးစလိုက်ရင်သုံးယောက်သားပို့ပြီးရင်းနှီးလာကြပါတယ်။ထို့နောက်ကိုဂျိုကသူတို့ရဲ့လေ့ကျင့်ခန်းပြီးဆုံးပြီလို့ကြေညာလိုက်ပြီးအားလုံးဟာတိုကျိုမြို့ကိုရှောက်လည်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ခန်းရဲ့နောက်ဆုံးပိုင်းမှာတော့ယူဂျီမဲဂူမီနဲ့နိုဘာရာတို့ရဲ့ပထမဆုံးတရားဝင်မစ်ရှင်ကိုစတင်ဖို့စပြိုးလိုက်ပါတယ်။တိုကျိုမြို့နောက်ပိုင်းလူငယ်ထိန်းသိမ်းရေးစခန်းမှာ Cusworm Death Painting လို့ခေါ်တဲ့ထိုးစစ်ကျိန်စာဝိညာဉ်ပေါ်လာတဲ့ဆိုတဲ့သတင်းကိုရလိုက်ပြီးဂျူဂျူဆူရဲ့ဖတ်စီယာကျောင်းသား၃ယောက်ကိုနှိမ်နင်းဖို့အမိန့်ပေးခံလိုက်ရပါတယ်။
အဲဒီနောက်3ယောက်နှက်မှ1ယောက်သေသွားပါတယ်။တယောက်ကဘယ်သူများဖြစ်မလဲ။အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ Episode 4ကိုနောက်နေ့မှာဆက်ပြီး recap လုပ်ပေးပါအောင်မယ်။ Bye bye